ဒါတွေမေးကြမလို့တော့ဘူးလေလို့အဓိကပါလားကြည့်ပြီးတော့နာသီဝါတွေရှူလိုက်စမ်းပါလို့နာသီဝါတွေကတ်လိုက်စမ်းပါဆိုတော့အောင်မင်းတို့တာတို့လေတို့လွတ်လိုက်တော့ရှူလိုက်တော့သူဆွဲလိုက်တော့ပြန်ပြီးအကျော်တွေကပြန်တက်ပြီးထိသွားတာပေါ့မေးကြည့်သွားတာပေါ့ပြန်ပြီးပြန်ကြည့်သွားတာအရှင်ဘုရားတဲ့လာရတဲ့လူအပေါင်းကလာပြီးတော့ပုတ်ချော်နာမှုမိသွားပါတယ်တဲ့အရှင်ဘုရားတစ်ပါးပဲပုတ်ချော်နာပါဗျာတဲ့ဓမ္မကြီးလေတကယ်သမီးကပြောတဲ့တိုင်သူ့ရဲ့သေသွားတယ်အဲ့ဒီလူမျိုးကဓာတ်ကြီးအေးစစ်စစ်ပဲချဲရဲရောက်သွားလို့ရနော်ကြတာရေမသွားဘူးမကြပါတော့ရေမသွားပဲနေတာနော်အဲ့တော့ကသမီးတွေသွားတယ်လေဒီလိုရောက်ချင်ဖြစ်ချင်ပါတယ်နော်ဒီလိုခုလိုဟုတ်တာကတ်ကြီးဘေးကြီးလွတ်နေတဲ့အချိန်မှာကတ်ကြီးဘေးတွေဝိတ္တိစိုက်နေတဲ့အချိန်မှာဒီတရားမျိုးနဲ့ကြည့်မှသွားတယ်သမီးတို့ဟုတ်တာသားတွေအသက်ချင်းချင်းနဲ့နေသွားမယ်ဒီခက်ခက်တက်ပြောတာဟောတာမဟုတ်ဘူးဆက်ရဲတဲ့ဘာကျမိုင်းဘုံတို့ကြာချမြင်ပေါ့ကြာသိအောင်ကိုပြောတာငါဘာတို့တော့သုံးနေဟာအစိုးမပေဘူးသားကြီးရဲ့သမီးတွေရဲ့နော်ကုရကောင်းနတ်ကောင်းမလိမ့်မယ်တဲ့နတ်ကောင်းကြီးမမယ်သမီးနော်ကြတာတရားနတ်ဆောင်လိမ့်မယ်တဲ့နော်မယုံနဲ့ကြုံမယုံလိုက်ကြုံမယုံနော်ခုလိုရေဒိတ်တာပေးတယ်ဒီတော့ခုရေကိုဒိတ်တာပေးတယ်ရေသမီးတို့ကြပိုက်စားလိုချင်မဟုတ်ဘူးအပင်နမကြီးရဲ့စိုးနေနော်ပသိနတ်ယုံတဲ့ရေတွေဘာလို့အဲ့ကြီးရဲ့စိုးနေဆိုရင်ဓမ္မတရားသုံးပါအဲ့ကြီးဒိတ်နဲ့ပဲတာတရားသုံးကိုအဲ့ဒိတ်နဲ့ကြမ်းနေရမယ်အာမကနဲ့ကြမ်းရမယ်မီးမတော်ဘူးနော်အခါကြမီးမတော်ဘူးနော်တော့စိုးနေနော်မကောင်းဆိုးကပတ်ချက်ချင်းချင်းပြောက်နော်အရာသားဆွနေနော်ကျိုးရတယ်သမီးတို့ဒါဗာမင်းကောင်ဘုံမင်းကောင်ကျိုးတယ်မဟုတ်ဘူးမင်းကြီးကျိုးမဟုတ်ဘူးအိုရဘကျိုးမဟုတ်ဘူးအသက်ချောက်ကဲစဲတဲ့ကျိုးမှဆိုကျိုးလို့ဝေတာကျုံမယုံလိုက်လက်နဲ့ကြည့်လို့တယ်မိုင်းမုတ်လို့တယ်မယုံနဲ့ကျုံမယုံလိုက်နော်အဖို့ဆွဲတာမဟုတ်ဘူးကြားတာနော်တကုန်း3000အကုန်း100 3သိန်းလူတာသမီးတို့သားတို့လာကူလို့ရမယ်ငါကအသက်ချောက်ကဲစဲသွန်းလိုက်တာနော်ကြားတာဘေးပရိယာမခဘူးအဲ့ကျိုးလည်းပဲဆွဲတာကြားတာသမီးတွေသားတွေပါရမီရှင်တွေအဲ့ဒီလိုလောကီပါလေကောင်းပါတယ်သမီးတွေရဲ့ပါရမီရှင်တွေရဲ့အဲ့တော့ငါသမီးတွေခုလိုလာရောက်ပြီးသားတွေရှိတယ်ဆိုတာပါရမီရှင်တွေပါကဘာကြီးကမကျင့်နိုင်ပါဘူးကဘာသိမ့်ပတ်ကြီးတွေလည်းမကျင့်နိုင်ပါဘူးနော်ဒီလိုကြည့်ရတဲ့တရားမျိုးကအမင်းနာမမင်းမဲ့တဲ့အကျင့်ပါအဲ့တော့တရားသူတရားမြတ်အကျင့်သူအကျင့်မြတ်လာကျင့်တဲ့ပုဂ္ဂိုလ်တွေကပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေမှာကျင့်ပါတယ်မာလူတို့မကျင့်နိုင်ဘူးတဲ့လူကမှနတ်ကမှယမသာတော့မကျင့်နိုင်ပါဘူးတဲ့စာကြီးကတော့ထူထားတယ်သမီးတွေအဲ့တော့ကြိုးစားပြီးတော့ဘုလိုသမီးတို့ဟုတ်တာဂရိပဒ၄ပါးကိုကျင့်ရတယ်ဆိုတော့အမေနာမမင်းမဲ့တဲ့အကျင့်ပါလောကသုံးပါးဘုံသုံးပါးတွေ့တဲ့အကျင့်ပါအဲ့တော့လောကသုံးပါးဘုံသုံးပါးတွေ့တဲ့အကျင့်ပါလဲတဲ့နောက်သမီးတို့အဲ့တော့အဘသေဝဆရာတော်ဘုရားကြီးကရှင်းဥပ္ပေအောင်မှာ20နဲ့တမထိုးမစရေမတော့ပဲတဲ့ကြည်ရအထုတ်တဲ့တရားတွေအမှန်ပဲအမှားပြီးပဇာနာတိထိုးတွေ့ပြီးတဲ့အသည့်ကာယသတိဝေဒနာတိစိတ်ဓာတိဓမ္မသတိကာယသတိကနုပဒနာဝေဒနာတိနုပဒနာစိတ်ဓာတ်စိတ်ဓာတ်နုပဒနာဓမ္မတိဓမ္မနုပဒနာတဲ့သတိပ္ပံ၄ပါးနော်အဲ့တော့သတိပ္ပံ၄ပါးဓမ္မပပြင်ကာယစိတ်ဓာတ်ကတော့ယဟန္တာပဲဝေဒနာတိကနုပဒနာယဟန္တာပဲစိတ်ဓာတ်နုပဒနာယဟန္တာပဲဓမ္မတိကယဟန္တာပဲတဲ့ယဟန္တာ၄ပါးမက်၄ပါးဖုံ၄ပါးနိဗ္ဗာန်ကျုပ်တရားပါရီသမီးတွေသာတော့လုံးဝမကြောက်ဘူးနော်သမီးအကျင့်နေတော့မမင်းနဲ့ကြားပါငါသမီးတို့ရစေခြင်းလို့ပါနော်ပြီးခါမှာနော်မြန်မာကလာကျက်ပါကြီးကျိုသွေးကျိုသွေးပေါက်150နှလုံးယောဂကြောက်ကအဆိုင်ယောဂဥနောက်ကိစ္စဝိကြီးကိစ္စအနုယောဂဒီမှာ3ရက်တည်းနဲ့တောက်သွားဥနောက်ကိစ္စကဘာမှာကုလို့မရဘူးဘောက်ခွဲတဲ့ယောဂဘယ်တော့မှကဘာကြီးကုလို့ခွဲပြန်မှမရှိပါဘူးခုနေရ10ရက်ပဲဟာဒီမှာ3ရက်တည်းနဲ့ပြောက်သွားမယ်တနေ့6တာပြည့်
လေက6မြစ်ကပြင်းတော့နမတော့ကျင်မှရမယ်ပေါ့အထက်ပြီးမဲ့လို့နော်ကြတာသားတွေသမီးတွေပါရမီရှိတွေအဲ့တော့ကြိုးစားပန်းစားနဲ့ကတ်ကြီး3ပါးကြော်တယ်တရားပါသမီးရဲ့တော့ကတ်3ပါးလည်းကြော်တယ်ဟုတ်လားကတ်ပြီးတော့ဘာလို့မကျင့်နိုင်အောင်မလဲဟုတ်လားယောဂါဆိုလဲဟုတ်လားယောဒီရသွားကြည့်ရင်သိမ့်ပေါက်တစ်ဆောင်ကြောကုန်မဲ့ဥနောက်ကိစ္စပြန်နာမရှိဘူးကျင်ကာဘူးပဲကိုယောဒီရပဲကုပြန်နာမရှိပါဘူးကျောင်းမှာအပြီးပြောက်သွားပါတယ်နော်ကားမောက်တော့ပြန်သွားလိုက်ကြီးတယ်နော်အဲ့တော့သမီးတွေသားတွေပါရမီရှိလို့ကျင့်ကြအထုတ်ကြပါလို့ယောဂီလေးစားတဲ့ဉာဏ်ကလာဗရာနဲ့ဝရိယနဲ့သမာဓိနဲ့သတိနဲ့ပညာနဲ့ဘုံကြီးကဘုံနဲ့လက်ကင်ချကျင့်မယ်ဆိုဒီနေ့သောတပတ္တိသောတပန်နဲ့မခဲချင်ဘူးသရဂမြတ်သရဂနဲ့မခဲချင်ဘူးအနာဂမြတ်အနာဂနဲ့မခဲချင်ဘူးဟရတိဘုယဟနာမယဟနာလည်းမခဲချင်ဘူးနိဗ္ဗာန်လာပြနဲ့တွေ့ရင်လေသာသနာကပ်ပြနိုင်ပါတယ်သမီးတွေနော်လောကသုံးပါးဘုံသုံးပါးကိုလွတ်ပြောက်တဲ့တရားပါတော့အဖသေဝဆရာတော်ဘုရားကြီးကဩတဲ့လူတွေရတဲ့ငါမိန်းမဘယ်ခါယောက်ျားပဲငါတရားငါတရားမငါဖုန်းကြီးဒီလိုမြင်လို့အပေကြကုန်တယ်တဲ့ငါခလေးပဲနဂခွေးပဲဒါကဝက်ပဲဒါကနွားပဲဒီအမြင်ညိုးနဲ့ပြေတော့ကရေကရာရှိပြီရောက်မှမလုပ်ဘူးတဲ့နော်ငါအပေဥပ္ပရသေဝိယအဲ့ဒီအမြင်နဲ့မမြင်နဲ့တဲ့အတုပလို့မြင်လိုက်ခြေတော်မြင်မယ်အတုပတရားခြေစလုံးတွေမြင်မယ်အတုပတရားပေါင်ကြီးကိုမြင်မယ်အတုပတရားတင်မာကြီးမြင်မယ်အတုပတရားလက်ကိုမြင်မယ်အတုပတရားပဲကြီးကိုမြင်မယ်အတုပတရားရေပတ်ကြီးမြင်မယ်အတုပတရားမျက်ွက်မြင်မယ်အတုပတရားခေါင်းကြီးမြင်မယ်အတုပတရားကြောပုတ်မြင်မယ်အတုပတရားတကုံလုံးမြင်မယ်အတုပတရားတို့သူတို့နှလုံးသွင်းလိုက်တဲ့အဲ့ဒါဆိုရင်တော့တဘွားတဲ့နိဗ္ဗာန်ဝင်မဲ့သမီးရောက်ပညာတွေဒိန်းနေတာနော်ငါမင်းမငါယောက်ျားနော်ငါခွေးပဲခလေးပဲလို့ပညာဒိန်းနေအဲ့ပညာတွေဖြောက်လိုက်ပါတဲ့တလိန်ကလေးပွေးကားချုပ်အမဲပုဂ္ဂတဲ့သူကြည်ချင်းတလိန်ကလေးပွေးကားချုပ်အမဲပုဂ္ဂတဲ့သူကြည်ချင်းအမဲမရီစပြတ်ဘူးအမုတ်ကောင်းဘူးနော်ကြားလားအမဲမရီစပြတ်အမုတ်ကောင်းပြီနော်ဒါဘူးတလိန်ကလေးပွေးကားချုပ်အမဲပုဂ္ဂတဲ့သူကြည်ချင်းဘုရားလုံးထွေးပါမယ်လေအမဲမရီစပြတ်အမဲလေးမပါလေမောင်ကခိုးမယ်လို့လူချိုးကိုယ်တဲ့မောင်တိုင်နေလာကြွခရီးရတဲ့မြေပေါ်တင်လာမဝေခင်မိုင်းတိုက်ရောက်အောင်ကျွေးမို့တော်ညောင်းမင်းရိတ်ကိုကွဲမြစ်ကိုကြီးမောင်းကားပြင်းတဲ့ဂုံတော်ကိုမယူမြည်ပြီးကျွေးမို့တော်ညောင်းမျိုးမောင်းလိုက်ကြတဲ့မမတွေမြင်းပေါ်တင်ပြီးတော့မောင်းလိုက်မယ်ဆိုရင်သမီးကျွေးတကူရောက်တော့မယ်နော်သမီးနော်လာပေါ်ရောက်ကျွေးတကူရောက်တော့မယ်သမီးတွေအဲ့တော့မြေပေါ်တင်လိုက်မယ်ဆိုအေးကြတဲ့ကျွေးပြီးတော့မြတ်ကြီးကိုလေနော်ရောက်နိုင်မယ်သမီးအဲ့တော့သီလမကင်သမာဓိမကင်ပညာမကင်ဆိုလဲမကင်ဖော်ပြီးကြည့်ပြီးတော့ဒီမှာပဲကကြတော့ဒုက္ခသမုဒယတွေ30ဘုရားရှိတဲ့တရားနှစ်ပါးကဒုက္ခသမုဒယကိုပဲကကြတော့ဒုက္ခလည်းမရှိဒုက္ခလည်းမရှိမကနိရောဓတဲ့ကိုပဲကမှာတော့နော်သိနော်ဥချင်းကြနတ်ချင်းကြသိရတယ်မရှိဘူးဒီဘက်ကကြတော့ဥချင်းကြနေကြဥချင်းကြနာချင်းသိချင်းတရားက30ဘုံကြည့်တဲ့တရားနှစ်ပါးပါသမီးတဲ့အဲ့တော့ဥနာသိတိဒုက္ခပြီးမှလွတ်တဲ့တရားတွေပါတဲ့ကြည့်ဖို့အောင်မကြက်ပါလားအဲ့တော့ကာသမီးတို့လည်းအဲ့ဒီဉာဏ်ကလာကျင့်စေကြပါတယ်အကုန်ပြောက်ပဲယောဂမှလည်းဉာဏ်ကတော့ကြောင်းနေပတ်ချက်တယ်လည်းပြီမသိဘူးယောဂမှာကိုနော်အဲ့လိုဖြစ်ကြည့်ကြပါတယ်တော့အဖသူဆရာတော်ဘုရားကြီးကကြည့်ရမရအောင်မှာ20တဲ့တလားဒိုင်ယာမဒကြည့်ရအကျိုးတွေရတယ်တရားတွေအမှန်များမှပြီးပါဇာနာတိထိုးရပြီးတဲ့အသည့်ကာယသတိဝေဒနာတိစိတ်ဓာတိဓမ္မသတိသတိပဋ္ဌာန်၄ပါးပြတော်မြတ်ကြီးကိုအာယုံချက်ပါတက္ကကြဘောကဟောဒီတဘောတဲ့နဲ့ငါသားတွေသမီးတွေကျင့်နိုင်ကြတဲ့အာထုံနိုင်တဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်ကြီးဖြစ်ကြပြီးဟောဒီတဘောကလည်းပဲဣရိသာကုံဆုံးတဲ့ယဟန္တာကြီးတွေယဟန္တာမကြီးတွေကြီးတဘောတဲ့နဲ့ပြည့်နိုင်ကြပါစေကုန်သတည်း